မိုးရေကန်လေးထဲလဲကျပြီးနောက်ကျောင်းသူတယောက်မျက်စိပြန်ဖွင့်လိုက်တဲ့အခါသူမကနှစ်ပေါင်းရာကြာရှည်ခဲ့နိုင်ငံတနိုင်ငံကိုရောက်သွားပါတယ်။အားဒီမှာတော့နန်းတွင်းအဝတ်စားတွေနဲ့လူတစုကမိုးရွာအောင်ဝိုင်းဆူတောင်းနေကြပါတယ်။ဇလန်းကတော့ဒန်ဘီဆိုတဲ့အထက်တန်းနောက်ဆုံးနှစ်ကျောင်းသူတယောက်နဲ့စတင်ပါတယ်။သူမဟာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့ရက်နှင်းငယ်ပဲကျန်တော့ပါတယ်။ဒါပေမဲ့ပြဿနာကတော့သူမဟာတင်ချဘာသာရက်ကိုအယမ်းမတော်ပါဘူး။တင်ချအတန်းတက်တိုင်းအိပ်ပျော်နေတတ်ပြီးဆရာကိုစိတ်ရှုပ်စေတတ်ပါတယ်။ဒီနေ့မှာတော့ဆရာကသူမကိုစင်ပေါ်တက်ပြီးမေးခွန်းဖြေခိုင်းလိုက်ပါတယ်။ဒါပေမဲ့အမြဲလိုပဲသူမဘာမှမဖြေနိုင်ခဲ့ပါဘူး။ဆရာကစိတ်ဆိုးပြီးចောင်းသားအားလုံးရှေ့မှာသူမကိုစုပူပစ်တင်လိုက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာလဲဒန်ဘီကစာမလုပ်ပဲဖုန်းနဲ့ပဲစော့နေပြီးတချင်းတွေနားထောင်နေပါတယ်။သူမရဲ့အမေကဒီအရာတွေကိုကြည့်ပြီးစိတ်မကျေနပ်ဖြစ်နေပါတယ်။အမေကတချင်းစာသားတွေကိုမှတ်နိုင်တယ်လို့တင်ချကိုပါအဲ့ဒီလိုလေ့လာနိုင်ရင်အခုတောင်ပညာရှင်ဖြစ်နေပြီလို့ပြောပါတယ်။ထို့အပြင်သူမရဲ့တင်ချမတော်တာကသူ့အဖေလိုပဲဖြစ်နိုင်တယ်လို့လဲအမေကရေးပြီးပြောလိုက်ပါတယ်။ဒီလိုအခြေအနေနဲ့ဆိုတက္ကသိုလ်တစ်ခုမှလက်ခံမှာမဟုတ်ဘူးလို့လဲဆိုပါတယ်။ဒန်ဘီအတွက်အဆိုးဆုံးကတော့အမေက TV ကိုသူမမကြိုက်တဲ့ရာဇဝင်စကားတွေဘက်ပြောင်းကြည့်တာပါစိတ်ပြတ်သွားတဲ့ဒန်ဘီကအခန်းကနေထွက်ပြီးသူမရဲ့အကောင်းဆုံးတငယ်ချင်းအိမ်ကိုသွားပါတယ်တငယ်ချင်းကလည်းဒီစာမေးပွဲဟာသူမအတွက်နောက်ဆုံးခွင့်ရေးဖြစ်တယ်လို့ပြောပါတယ်ဒီတစ်ခါမအောင်မြင်ရင်သူမရဲ့နာဂတ်ကမရှိတော့ဘူးလို့သတိပေးပါတယ်နောက်နေ့မနက်မှာတော့ဒန်ဘီကအိပ်ပျော်နေလို့နောက်ကျသွားပြီးစာမေးပွဲသွားဖို့အမြန်ထွက်လာပါတယ်ထွက်ခါနီးမှာအမေကသူမကိုအားပေးပြီးအကောင်းဆုံးစူးစမ်းဖို့ပြောပါတယ်ဒန်ဘီကအထူးသဖြင့်တင်ချဘာသာကိုကြောက်နေပါတယ်ဒါပေမဲ့ဘတ်စကားပေါ်မှာစာနည်းနည်းလောက်ဖတ်ကြည့်ပြီးစာမေးပွဲစင်တာကိုသွားပါတယ်ဘတ်စကားကနေဆင်းပြီးအမြန်ပြေးသွားပေမဲ့သူမရဲ့မိုးကာကိုမေ့ကြံခဲ့ပါတယ်။စာမေးပွဲခန်းနာရောက်လာချိန်မှာတော့ကြောက်ရွံ့မှုကသူမကိုဖန်ဆားလိုက်ပါတယ်။သူမကလုံးဝမပြင်ဆင်ထားသလိုခံစားရပြီးမအောင်မြင်မဲ့အကြောင်းကိုစဉ်းစားရင်းစိတ်လှုပ်ရှားနေပါတယ်။မိုးထဲမှာတိတ်တိတ်လေးထိုင်ပြီးမျက်နှာပြက်စွာနဲ့ပျောက်ကွယ်သွားနိုင်ရင်ကောင်းမယ်လို့ဆန္ဒရှိနေပါတယ်။သူမရှိမှမိုးရေကြောင်ဖြစ်လာတဲ့ရေကန်ငယ်တစ်ခုရှိနေပါတယ်။ဒန်ဘီကအနီးသွားကြည့်လိုက်တဲ့အခါထူးဆန်းတဲ့အရာတစ်ခုဖြစ်ပွားလာပါတယ်။မထင်မှတ်ပဲထူးခြားတဲ့အဝတ်စားတွေဝတ်ထားတဲ့လူတစုကိုတွေ့လိုက်ပါတယ်။သူတို့ကမိုးရွာဖို့ဆူတောင်းနေကြပါတယ်။သူတို့ပြောတာကသုံးနှလုံးလုံးမိုးမရွာတာကြောင့်လူတွေတောင်တေဆုံးနေကြပြီလို့ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲဒန်ဘီကရေကန်ထဲကိုလဲကျသွားပြီးရေထဲမှာနစ်မြုပ်သွားပါတယ်။ဒါပေမဲ့တေဆုံးမသွားပဲတခဏအကြာမှာပြန်ထလာတဲ့အခါသူမဟာတူညီတဲ့နေရာမှာပဲရှိပေမဲ့လုံးဝကွဲပြားတဲ့ကဘာတစ်ခုထဲရောက်နေခဲ့ပါတယ်။သူမကစိတ်ရှုပ်ပြီးအနားရှိလူတွေကိုဒါကရာဇဝင်စကားရိုက်နေတာလားလို့မေးပါတယ်။ဘရင်ကသူမရဲ့ထူးဆန်းတဲ့အပြုတ်မှုတွေကိုကြည့်ပြီးကြောက်လန့်သွားပြီးနင်ကမကောင်းဆိုးဝါးလားလို့အော်မေးလိုက်ပါတယ်။ဒန်ဘီကကြောက်နဲ့မဟုတ်ပါဘူး။ကျမကအထက်တန်းကျောင်းသူတစ်ယောက်ပါလို့ပြောပါတယ်။ဒါပေမဲ့သူမပြောတဲ့စကားကသူတို့နားမှာမန်နတစ်ခုလိုထင်သွားပြီးပိုပြီးကြောက်လန့်လာကြပါတယ်ချက်ချင်းပဲစစ်သားတွေကဓားတွေထုတ်ပြီးသူမကိုဝိုင်းလိုက်ပါတယ်ဓားတွေတကယ်စစ်ဆိုတာသိသွားတဲ့ဒန်ဘီကကြောက်ပြီးချက်ချင်းစကားပြောလိုက်ပါတယ်ကျမဘာကြောင့်ဒီနေရာကိုရောက်လာတယ်ဆိုတာသိပါတယ်ဖျားရည်မိုးရွာပေးပါလို့ပြောလိုက်ပါတယ်လူတွေကသူမစကားကိုဆူတောင်းစကားလို့ပြန်ထပ်ပြောကြပါတယ်ဒါပေမဲ့ခေါင်းမောကြည့်လိုက်ချိန်မှာတော့ဒန်ဘီကထွက်ပြေးသွားပြီးပျောက်ကွယ်နေခဲ့ပါတယ်ဒန်ဘီကဆက်ပြေးရင်းအဝတ်စားတွေအများကြီးထားတဲ့အဆောက်အဦတစ်ခုကိုရောက်သွားပါတယ်အဲ့ဒီမှာရှိတဲ့ဖျားเจ้าဆရာတွေရဲ့ဝတ်စုံတစုံကိုခိုးဝစ်ပြီးကိုဖုံးကွယ်လိုက်ပါတယ်ထို့နောက်ဘရင်နဲ့အရာရှိတွေဆွေးနွေးနေတဲ့အစည်းအဝေးတွေကိုတိတ်တိတ်လေးဝင်လိုက်ပါတယ်အစည်းအဝေးတွင်မှာဘရင်ကလူတွေဟာအယူလွဲတွေကိုမယုံတော့ဘဲသိပ္ပံပညာနဲ့တင်ချာကိုလေ့လာပြီးနိုင်ငံရဲ့ပြဿနာတွေကိုဖြေရှင်းတင်တယ်လို့ကြေညာလိုက်ပါတယ်ဒါပေမဲ့ဘုန်းကြီးတယောက်ကအဲ့ဒီအယူကိုပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ပါတယ်သူကတင်ချာဆိုတာအတိတ်ပဲမရှိတဲ့အရာတစ်ခုဖြစ်ပြီးတဘာဝကိုစည်ရင်းကိန်းတွေနဲ့နားလည်နိုင်တယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောပါတယ်မိုးမရွာတာကလည်းဖျားသခင်တွေဘရင်ကိုမကျေနပ်လို့ဖြစ်တာဖြစ်ပြီးမိုးရွာစေဖို့ဆိုရင်ဘရင်နဲ့မိဖုရားကတန်ရှင်းတဲ့အခမ်းအနားတစ်ခုပြုလုပ်ရမယ်လို့ဆိုပါတယ်ဒန်ဘီကအစည်းအဝေးကနေတိတ်တိတ်လေးထွက်လာပြီးသူမရဲ့ဖုန်းကိုရှာဖို့စူးစမ်းပါတယ်။ဒါပေမဲ့မကြခင်မှာပဲသူမကိုထပ်မံဖမ်းမိသွားပါတယ်။ဘရင်ရောက်လာမယ့်အချိန်ကိုစောင့်နေချိန်မှာတော့မိုးရွာလာရင်ဒီနေရာကထွက်ပြေးနိုင်မယ်လို့စဉ်းစားနေပါတယ်။ဒါပေမဲ့ဘရင်ရောက်လာတဲ့အခါသူမကိုအံ့ဩစရာတစ်ခုပြောလိုက်ပါတယ်။ဒီနိုင်ငံမှာမိုးမရွာတာ3နှစ်တောင်ကြာနေပြီလို့ဆိုပါတယ်။ဘရင်ကဒန်ဘီကိုမကြိုက်ကြောင်းလည်းပြောပြီးချက်ချင်းပဲတက်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒန်ဘီကအရန်ကြောက်သွားပြီးကျမကိုခဏလောက်စောင့်ပေးပါကျမကအနာဂတ်ကလာတဲ့ကျောင်းသူတယောက်ပါမတော်တဆဒီနေရာကိုရောက်လာတာပါလို့တောင်းပန်ပါတယ်။သူမကတမိုင်းเจ้าတွေတည်တယ်လို့လည်းပြောပါတယ်။ဒါပေမဲ့ဘရင်မယုံတဲ့အခါကျမတင်ချာမှလည်းအရန်တော်ပါတယ်လို့ထပ်ပြောလိုက်ပါတယ်။ဒီစကားကြောင့်ဘရင်စိတ်ဝင်စားသွားပြီးသူမကိုချက်ချင်းမတက်ပဲစမ်းတက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘရင်ကသူမကိုပိုက်တာ9ရက်တီအိုရီဆိုင်ရာတင်ချာပြဿနာတစ်ခုပေးပြီးဖြေခိုင်းလိုက်ပါတယ်။အစပိုင်းမှာဒန်ဘီကစာကိုတော်မဖတ်တတ်တယ်လို့ဖြစ်နေပါတယ်။ဒါပေမဲ့အဲ့ဒါကပိုက်တာ9ရက်တီအိုရီဆိုတာသိလိုက်တဲ့အချိန်မှာတော့ခဏလေးအတွင်းဖြေရှင်းနိုင်လိုက်ပါတယ်ဒီအရာကြောင့်ဘရင်အရန်အံ့အားသင့်သွားပါတယ်။ဘရင်ကသူ့နိုင်ငံရဲ့ပညာရှင်တွေဆိုရင်ဒီလိုပြဿနာကိုဖြေဖို့3ရက်လောက်ကြာတတ်ကြတယ်လို့ပြောပါတယ်။အဲ့ဒီနေ့ကစပြီးလူတွေဟာဒန်ဘီကိုဂိုဆန်ဆိုတဲ့အမျိုးသားပညာရှင်တယောက်လိုဆက်ဆံလာကြပါတယ်။နောက်ပြီးဘရင်ကသူမကိုအရေးကြီးတဲ့တာဝန်တစ်ခုပေးလိုက်ပါတယ်။အဲ့ဒါကတော့နိုင်ငံထဲကလူတွေကိုတင်ချပညာသင်ပေးဖို့ဖြစ်ပါတယ်။ဘရင်ကဒီတာဝန်ကိုအောင်မြင်အောင်လုပ်နိုင်ရင်မင်းကိုမင်းရဲ့ကဘာကိုပြန်သွားခွင့်ပေးမယ်လို့အတိပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ဒန်ဘီရဲ့ဘဝဟာလုံးဝပြောင်းလဲသွားပါတယ်လူတိုင်းကသူမကိုဂိုဆန်ဆိုတဲ့အမျိုးသားပညာရှင်တယောက်လိုဆက်ဆံနေကြပြီးဘရင်ကလည်းသူမကိုတင်ချပညာသင်ပေးဖို့တာဝန်ပေးထားပါတယ်ဒါပေမဲ့အစပိုင်းမှာဒန်ဘီအရန်အံ့ဩသွားပါတယ်ဘရင်ကိုယ်တိုင်ကကနန်းတွေကိုတောင်မရေတွက်တတ်သေးတာသူမတိလိုက်ရလို့ပါဒါကြောင့်ဒန်ဘီကအခြေခံကနေစပြီးသင်ပေးရပါတော့တယ်ကနန်းတွေပေါင်းချင်းနှုတ်ချင်းစတဲ့အရာတွေကိုတဆင့်ပြီးတဆင့်သင်ပေးလာပါတယ်
အချိန်ကြာလာတာနဲ့အမျှဘယင်ကလည်းတင်ချာကိုနည်းနည်းနားလည်လာပါတယ်သူတို့နှစ်ယောက်ကအတူတူတင်ယူရင်းပို့ပြီးရင်းနှီးလာကြပါတယ်တနေ့မှာတော့ဒန်ဘီကအစာမစားဘဲအားနေနေတာကိုဘယင်သတိထားမိပါတယ်ဘယင်ကသူမကိုအတူစားဖို့ဖိတ်ခေါ်လိုက်ပါတယ်ဒါပေမဲ့နန်းတော်မှာပြုတ်လုထားတဲ့အစားအစာတွေကိုဒန်ဘီမကြိုက်ပါဘူးဒါကြောင့်သူမကမိဖို့ခန်းထဲကိုသွားပြီးကိုယ့်အိတ်ထဲကယူလာတဲ့ဒီခဆွဲချောက်ကိုချက်ပြီးဘယင်ကိုစားခိုင်းလိုက်ပါတယ်ဘယင်ကအဲ့ဒီအစားအစာကိုအရန်ကြိုက်သွားပေမဲ့အရန်ဆက်တာကြောင့်အနှဲငယ်ဒုက္ခရောက်သွားပါတယ်နောက်နေ့မနက်မှာတော့နန်းတော်တစ်ခုလုံးမှာဘယင်အော်တန်ကြားရပါတယ်ဒန်ဘီသွားကြည့်လိုက်တဲ့အခါဘယင်ကသူမမန်နန်တစ်ခုတိုက်လိုက်တယ်လို့ထင်ပြီးကာကွယ်တဲ့အမူအရာတွေလှုပ်ထားတာကိုတွေ့လိုက်ရပါတယ်ဒန်ဘီကရေးပြီးဒါမန်နန်မဟုတ်ပါဘူးမနေ့ကစားခဲ့တဲ့အဆက်ကြောင့်ပဲလို့ရှင်းပြလိုက်ပါတယ်ဒီလိုနဲ့သူမကဘယင်ကိုလူခန္ဓာကိုယ်အကြောင်းတွေနှလုံးအစာအိမ်ဦးစတဲ့အရာတွေကိုပါရှင်းပြပေးပါတယ်ဘယင်ကလည်းဒန်ဘီရဲ့ဘ ഹു တုတတွေကိုအယမ်းအံ့ဩနေပါတယ်အချိန်ကြာလာတာနဲ့မျှဘယင်ကဒန်ဘီကိုအယမ်းယုံကြည်လာပြီးနိုင်ငံရဲ့ပညာရှင်တွေကိုပါသင်္ချာနဲ့သိပ္ပံပညာသင်ပေးဖို့တာဝန်ပေးလိုက်ပါတယ်ဒါပေမဲ့နန်းတော်ထဲမှာရှိတဲ့ဘုန်းကြီးကြီးတွေကတော့ဒန်ဘီရဲ့အယူအဆတွေကိုမကြိုက်ကြပါဘူးသူတို့အတွက်ဒီလိုပညာအသစ်တွေဟာအန္တရာယ်ရှိတဲ့အရာတွေဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲဒန်ဘီနဲ့ဘယင်ကြားမှာလည်းအတူတူအချိန်များကုန်လာပြီးတယောက်ကိုတယောက်နားလည်လာကြပါတယ်။ဒီနေ့မှာတော့ဒန်ဘီနဲ့ဘယင်ကနန်းတော်ပြင်ဘက်ကိုလမ်းလျှောက်ထွက်ကြပါတယ်။ကျယ်ရီပြည့်နေတဲ့ကောင်းကင်ကိုကြည့်ရင်ဘယင်ကလူတွေမြင်တာကသူတို့မြင်ကျင်တဲ့အရာပဲဖြစ်တတ်တယ်လို့ပြောပါတယ်ဒီလိုနဲ့အချိန်ကြာလာတာနဲ့အမျှဘယင်ကဒန်ဘီကိုချစ်နေပြီဆိုတာကိုယ်တိုင်သဘောပေါက်လာပါတယ်။ဒါပေမဲ့ဒန်ဘီအတွက်တော့တခုတည်းသောဆန္ဒကမိုးရွာလာတဲ့အခါသူမရဲ့ကဘာကိုပြန်သွားဖို့ဖြစ်နေပါတယ်။ဒီနေ့မှာတော့မိုးဆက်လေးတွေစတင်ကြလာပါတယ်။ဒန်ဘီအတွက်တော့ဒါဟာဝမ်းသာစရာလည်းဖြစ်တယ်လို့ဝမ်းနည်းစရာလည်းဖြစ်ပါတယ်။နန်းတော်တွေကတငယ်ချင်းတွေကိုနောက်ဆုံးအကြိမ်နှုတ်ဆက်လိုက်ပါတယ်။ဘယင်ကလည်းသူမကိုပင်လယ်ကမ်းခြေထိလိုက်ပို့ပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့ဒန်ဘီကအစမှာသူမကြားခဲ့တဲ့ရေကန်လေးတွေကိုပြန်လည်ဝင်သွားပါတယ်။ခဏကြာမှာတော့သူမဟာမူလကဘာတွေကိုပြန်ရောက်လာပါတယ်။အန်ဩစရာကတော့အချိန်ကမကြာသေးပါဘူး။စာမေးပွဲတောင်စတင်ပြီးခါစားပဲဖြစ်နေပါတယ်။ဒန်ဘီကချက်ချင်းပြေးပြီးစာမေးပွဲခန်းထဲကိုဝင်ပြီးစာမေးပွဲကိုဖြေလိုက်ပါတယ်။အချိန်ကြာပြီးနောက်တနေ့မှာတော့မိုးရွာနေတဲ့အချိန်ဒန်ဘီလမ်းလျှောက်နေစဉ်လူတစ်ယောက်ကသူမကိုမိုးကာတလက်နဲ့ကာပေးလိုက်ပါတယ်။သူမမျက်နှာကိုကြည့်လိုက်တဲ့အခါအဲ့ဒီလူကဟိုးအရင်ကဘယင်နဲ့အလွန်တူနေပါတယ်။သူကပြုံးနဲ့ငါတို့ဟိုးအရင်တုန်းကဘတ်စကားပေါ်မှာတွေ့ဘူးတယ်မင်းမိုးကကြံခဲ့တာမှတ်မိလားလို့ပြောလိုက်ပါတယ်။တယောက်ကချစ်နေရင်အနားရောက်အောင်လာတတ်တာမို့စောင့်နေတဲ့သူတွေအဖို့ရောက်လာတဲ့သူတွေရှိဖို့ဆူတောင်းပေးလိုက်ပါတယ်ရှင်။